ကျမ်းမာရေးအတွက်အိမ်တိုင်းမှာမဖြစ်မနေရှိထားတဲ့ပစ္စည်းနှမျိုး roller ရဲ့ message board ရဲ့ message board မရှိတဲ့လူကတင်းတဲ့ board လေးသုံးလို့ရတယ်ဒီပစ္စည်းနှစ်ခုကိုအသုံးပြုပြီးတော့ကျွန်တော်တို့တကူလုံးမှာရှိတဲ့ညောင်းညာကြိုက်ခဲတောင့်တင်းနေတဲ့အကြောတွေကို less ဖြစ်အောင်အကြော short ပေးမှာပဲဖြစ်ပါတယ်အားလုံးလည်းတစ်ခါလေးကြည့်ပြီးတော့တစ်ခါလေး like လို့အဆင်ပြေအောင်အပိုင်းလေးလုပ်ပြီးတော့ဘိုင်းချင်းတစ်ပိုင်းချင်းတင်ပေးသွားပါမယ်ဒီလေ့ကျင့်ခန်းလေးတွေကကျွန်တော်တို့ကျမ်းမာရေးအတွက်အရန်ကိုအထောက်အကူပြုပါတယ်အရန်ကိုအကျိုးရှိစေပါတယ်အခုလိုမျိုးဗီဒီယိုတွေကိုအပင်ပန်းခံပြီးလုပ်ပေးရတဲ့ရွေးချက်ကတော့အားလုံးကိုကျမ်းမာရေးကောင်းစေချင်လို့ပါလက်ကားရတယ်ဆိုပေမဲ့တမိုးထားပြီးတော့တေချာလေးလိုက်လုပ်ပေးဖို့မြင့်တာရက်ခတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ခြေပွားလေးကနေပြီးတော့ကျွန်တော် message board လေးသုံးမယ် message board မရှိရလို့ကတင်းတဲ့ board လေးသုံးလို့ရတယ် so ဒီလိုခြေပွားလေးကိုလိမ့်ပေးခြင်းကဘာတွေကောင်းလဲဆိုရင်ကျွန်တော်တို့ခြေဖနှောင်းနာတာခြေချင်းဝက်နာတာစတာတွေကိုတက်တာပြောက်ကင်းစေပါတယ်ဒါကြောင့်အရှင်းနောက်လေးတက်တာလေးပဲအာရန်နစ်ပြီးတော့မတုံးဘူးကိုခံစားလို့ရတဲ့အနေထားလောက်ဆိုရပြီအရင်အားများစရာမလိုဘူးအရှင်းနောက်လေးဒီလိုလေးလိမ့်ပေးမယ်လိမ့်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ဘေးတိုက်လေးကန့်လန့်ပြက်လေးလည်းကိုပြေရောတဲ့အထိပေါ့နော်ခြေပွားလေးမှာတင်းတင်းလေးညောင်းလေးဖြစ်နေလိမ့်မယ်ဒါလေးပြေရောတဲ့အထိလိမ့်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဆက်ဝိုင်းမယ်ဘယ်ဘက်ကိုဝိုင်းနေပေါ့နော်ပြီးရင်စံချိန်ဘက်ကိုပြန်ဝိုင်းမယ်ဘယ်ဝိုင်းညာဝိုင်းပေါ့နော် and then ကျွန်တော်တို့နောက်ဒီခြေပွားလေးနဲ့ဒီဟာလေးကိုတက်နေလိုက်မယ်နင်းပြီးတော့ပြန်လွတ်တယ် so နင်းနဲ့ပြန်လွတ်တယ်ဒါလေးက6ချိန်လုပ်ပေးပါမယ်နောက်တစ်မျိုးကတော့ခြေသလုံးလေးလိမ့်ပေးမယ်ခြေသလုံးလိမ့်ပေးခြင်းအပြင်ကျွန်တော်တို့ခြေချင်းဝက်နဲ့ပတ်သက်တဲ့နာတာတွေဒူးနဲ့ပတ်သက်တဲ့နာတာအကျဉ်းတာတွေကိုရှော့ချပေးနိုင်ပါတယ် so ကျွန်တော်တို့ခြေထောက်လေးကိုဖြောင်းတိုင်း roller လေးပေါ်မှာတင်တယ်မလိမ့်ရတဲ့နေရာတွေရှိရပေါ့နော်ကျွန်တော်တို့ဒီအုပ်အောက်ဆုံးလေးဆွဲလိုက်ရင်ခြေဖနှောက်အကျော်လေးပေါ့အာခီလီတန်တန်လို့ခေါ်ရတယ်အဲအကျော်လေးအယူကလေးပေါ်ကျွန်တော်လိမ့်လို့မရဘူးနောက်တစ်ခုကဟိုဒီတကောက်ကွေးနေရာတွေပေါ့နော်ဒီနောက်ထိလည်းလိမ့်လို့မရဘူးဆိုတော့ကျွန်တော်တို့လိမ့်မှာကဒီခြေလုံးဒီနေရာတစ်ထွာလောက်လေးပဲပေါ့နော်တစ်ထွာလောက်နေရာလေးကိုပဲ target ထားပြီးလိမ့်မယ်ဆိုကျွန်တော်တို့ရဲ့ခြေပွားလေးကိုပေါ်ကော့တယ်နောက်တစ်ခါဒီဘက်ကခြေထောက်လေးကကိုအားသုံးလို့အားပြုလို့ရတဲ့နေရာမှာထောက်ထားမယ်လက်ကလေးနှစ်ဖက်ကိုနောက်မှာပို့ပြီးရင်မလေးဖွဲ့ထားမယ်တင်မလေးနဲ့ငယ်ကြွလဲမကြွလဲရတယ်ကြွလဲရတယ်တွန်းတယ်ဆွဲတယ်ဒီလောက်လေးပဲပေါ့နော်တွန်းတယ်ဆွဲတယ်ညောင်းနေရလေးတင်းနေရလေးပြေရောတဲ့အထိလိမ့်ပေးမယ်နောက်တစ်ခုကဒီ roller ပေါ်တင်ထားတဲ့ခြေထောက်ပေါ်ဒီဟာလေးကအလေးလေးပေါ့နော်အလေးလေး pressure လေးဖိလိုက်တယ် and then ခြေပါးလေးကကော့ရတဲ့အတိုင်းပဲဘယ်ညာလေးရမ်းတယ်ဒါလေကိုတင်းတာလေးပြေရောတဲ့အထိလုပ်ပေးမယ်နောက်တစ်ခုကတင်ရမ်းနေပဲခြေပြားလေးကော့ထားတယ်ပြီးရင်ပြန်ဆန့်ထုတ်တယ်အပေါ်ပြန်ကော့တယ်ပြန်ဆန့်ထုတ်တယ်ဒါလေးကကြတော့12ကြိမ်လောက်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ခြေချင်းဝတ်လေးနေပဲပေါ့နော်စဝိုင်းလေးဝိုင်းလိုက်တယ်ဘယ်ဝိုင်း10ဝိုင်းလောက်ဝိုင်းတယ်ညာဝိုင်းပြန်ဝိုင်း10ဝိုင်းလောက်ဝိုင်းတယ်ဒီကျွန်တော်တို့အလေးကောင်ခြေသလုံးအနောက်ချမ်းလေးပြီးသွားပြီဆိုတော့ဒီဘေးချမ်းလေးတွေသွားမယ်ခြေတော့အတဲကနေပြီးတော့ဘေးတိုင်းလေးပဲဆောင်းလိုက်မယ်ဒါဆိုရင်လူတိုင်းလိမ့်လို့အဆင်ပြေသွားတာပေါ့နော်ဆိုတော့တွန်းတယ်ဆွဲတယ်ဒါဒီတိုင်းလေးပဲသွားပြီးရုံပဲတွန်းတယ်ဆွဲတယ်ဒါလေးလည်းပြေရောတင်းတာလေးပြေရောတည်းလိမ့်ပေးပါမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုရန်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဗီဒီယိုမှာကတော့လူနာခါနာတဲ့လူတွေအတွက်အရေးကြီးဆုံးပိုင်းဖြစ်တဲ့ပေါင်ပတ်လေးနဲ့တင်မားကိုဘယ်လိုလိမ့်ရမယ်ဘယ်လိုရှော့ရမယ်ဆိုတာလေးကိုအသေးစိတ်လုပ်ပြပေးမှာမို့လို့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်အားလုံးပဲဘိုင်ပါခင်ဗျာ